အားလုံးပဲမင်္ဂလာပါရှင်။ရမုံမင်းတင် Audio Book Channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။ကျွန်မကဝိတုအရှိလေးကိုမဖတ်ပြခင်မှာ one shot လေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်။အဲ့ဒါကတော့စာရေးဆရာမစီတဲ့စီစဝါရေးသားထားတဲ့ Radio Kama Youth ဆိုတဲ့ဒါ Boiler Fiction လေးပဲဖြစ်ပါတယ်။ဆိုတော့စာဖတ်ခွင့်ပေးတဲ့စာရေးသူညီမလေးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။နားဆင်ပေးကြမယ်တယောက်ချစ်စတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။ Radio Kama Youthဟိုဘက်အိမ်ငါညာတိုင်းစာအကျဲကြီးချက်တဲ့ဆယ်တန်းကြောင်းသူကိုရိုးဖွဲကချစ်စနိုးလေးနဲ့ရေဒီယိုကမာယိုဟလုံးမဲ့ထားတယ်။တစ်ဖက်အိမ်ကကိုကြီးကအဲ့ဒီတချင်ကိုရန်းနှစ်ကလေးကအမြဲဖွင့်လို့ရှိတယ်။အခုကို10တန်းရောက်တဲ့အထိကိုကြီးတို့ကအဲ့ဒီတချင်ကိုဖွင့်မြဲပြီ။တောက်ကတော့အဲ့ဒီတချင်ကိုကြီးကြောင်တီးပြီးဖွင့်နိုင်လဲအမြဲသဘောကျမြဲ။နောက်ကနေတချင်တညင်းကြီးနဲ့လိုက်လေဆိုတတ်သေးတယ်။တအူးတို့ကကိုကြီးတို့အိမ်နဲ့ဘေးချင်းကက်ရက်ကိုကြီးအခန်းကလည်းတအူးအခန်းနဲ့တဲနေရပဲ။ဒါပေမဲ့ကိုကြီးနဲ့တိတ်မခင်ပါဘူး။ကိုကြီးကခဲရေးပဲ။အပေါက်အသင့်သာရှိနေလို့ပဲ။မရှိရင်တော့ကိုကြီးကိုအပေါက်အသင့်မရှိတဲ့လူလို့ထင်ပြီးတော့မှ။အိုရေဒီယိုကမာယိုရဲ့စူးစမ်းလိုက်စမ်းကွယ်ဒီရေနဲ့အောင်ဖို့ဆူတောင်းပေးမယ်လူတွေရှိတယ်။ကိုကြီးကိုစသဘောကျခဲ့တာလွန်ခဲ့တဲ့နွေရာသီကစပင်းတစီနဲ့ကိုတို့အဖွဲရက်ွက်ပဲရင်ကိုကြီးကိုတစ်ဖက်ညာထွက်လာတာကိုတွေ့တာဆော့ဆော့ချင်းတော့လက်မခံရဘူးကိုဟာယောက်ျားလေးမို့ကြောက်နေမိတဲ့အထိပဲနောက်တော့လဲတအူးတို့ခမကိုကြီးရဲ့ညှို့ကွင်းမှာခြေစင်းရတော့တာပဲ6နာရီထွာနဲ့ကိုကြီးရဲ့ရေဒီယိုတန်ဟာအတန်ရှက်သွားပြီးကိုကတော့ဆလှုပ်တော့တာပဲကျက်စာရီဆိုတော့တအူးကဝေယန္တာဘထွက်ပြီးပဲလှုပ်လိရှိတယ်တခါတလေဆိုကိုကြီးကလည်းဝေယန္တာမှာထိုင်နေတဲ့ဒီကိုစားလဲတလုံးမှမရပါဘူးပါဇက်ကသာစိုးနေတာအကြီးကတော့ကိုကြီးအိတ်ခံဘက်နဲ့ဝေယန္တာဘက်မှာပဲအမြဲဝှေ့လည်နေလေးရှိတယ်ဒါပေမဲ့ကိုစားလုပ်ပါတယ်ကိုကြီးကစားတော်တယ်လို့မမေပြောတာကြားဘူးတယောက်ကိုလည်းကိုကြီးနီတူစားတော်ခြင်းနဲ့လေဒါပေမဲ့အခုတော့ကိုဝေယန္တာမှာစပွဲချပြီးစားလုပ်နေရကိုကြီးတို့အခန်းထဲမှာရစ်ကနေတော့မြင်ရတယ်ဘာတွေအလုံးရှုံနေလဲမသိပေမဲ့အိတ်ခမ်းထဲမှာကိုကြီးတန်းကြီးလုံနေရတော့အသေးချပါတအူးကပါဝါ300နဲ့မျက်မှန်သမားဆိုပေမဲ့ကိုကြီးကိုတော့ကွက်ကွင်းအောင်မြင်ရသည်ကိုကြီးနဲ့ပတ်သက်ရင်မျက်မှန်ပါဝါဟောင်း300ကနေ0ထိထိုးကျသွားနိုင်ွယ်ရှိပါတယ်ဝေယနာဘက်ကိုကြီးခြေချလို့ထွက်လာတာနဲ့ကိုဟာမျက်နာကိုဇီဝဗေဒစာအုပ်ထဲနှိပ်ပစ်လိုက်တာပါပဲမျက်ဝန်းထောက်ကိုမျက်စံပြလို့ဆွေဆောင်ကြည့်တော့ကိုကြီးကဝေယန္တာမှာစစ်လေထွက်တောင်းနေတာကိုကြီးလိုတန်တန်ပြက်နဲ့စာတော်တဲ့လူတယောက်ကစစ်လေတောင်းတာဟာယုံကျင်ပွေရမရှိဘူးဆိုပေမဲ့တအူးရှိမှရင်ကိုကြီးစစ်လေတောင်းနေတာကိုမြင်ရတာဟာအခါခါပါပဲစီကရက်ကိုလက်ခလဲနဲ့လက်ညှိုးချစတိုင်ကြကြညှက်လို့ကိုကြီးကတရှိုင်ဇက်တိုက်ဖွာတယ်နှက်ခမ်းထွေးကြကအလိမ့်လိုက်ပြိုဆင်းလာတဲ့စစ်လေငွေတွေဟာကိုကြီးနဲ့မအပ်ဆက်ဘူးလို့ထင်ရပေမဲ့တအူးကတော့တိတ်ကိုလှတဲ့မြင်ကွင်းလိုသတ်မှတ်ဖြစ်ခဲ့တယ်လူတော်တယောက်ကိုစစ်လိမ့်နဲ့တွဲဖက်တွေ့ရတဲ့ကြောင်းကိုကြီးနဲ့မှလက်ခံမိပါတယ်စိတ်ထွက်ပေါက်လို့ခေါင်းစဉ်တက်ပြီးတောက်တာလားဖြက်ရခက်လို့တောက်နေရလားကိုမသိပေမဲ့ကိုကြီးကစစ်လိမ့်တောက်ပါတယ်စာအုပ်မှာအကြည့်ကိုမြဲရင်အတွေ့လိုနေရကနေယုံလို့ဇီဝဗေဒကိုအတန်ခတ်တို့ထွက်လို့ကြက်လိုက်ပါတော့တယ်ဖြည့်ရှင်းရခက်တဲ့ပု္ပ္ပစာတွေတဲ့ကိုကြီးကိုပြစ်ထည့်ဖို့လဲကိုမမေ့ခဲ့စိတ်ကြည်ခံနေရတယ်လို့ခံစားရတာမို့ကိုကြီးရှိတဲ့ဝေယန္တာစီအကြည့်ဖို့တော့ကိုကြီးကသူ့ကိုတကယ်ကြီးခက်တီတီနဲ့ကြည်နေတာနောက်ပြီးတော့လက်ထက်ကဆဲလေးကိုဝေယန္တာပေါင်ပေါ်ထိုးဆိုင်လို့မိတက်လိုက်ပြီးလက်ခလန်နဲ့တောက်ခါဝေယံကိုလွှင့်ပစ်လိုက်တယ်လူဆိုးတယောက်လိုပြုတ်မှုနေတာကလည်းတဲ့ကိုမိုက်တဲ့ပုံမှန်သွင်းမြင်မလို့ကိုတယောက်ယူမမိလက်ခံမိပါတော့တယ်အိတ်ခမ်းနဲ့ပြန်ဝင်သွားတဲ့အထိကိုလိုက်ကြည့်ပြရနဲ့စာအုပ်ဘက်ကိုခေါင်းပြန်လှည့်ရပါကောနှက်ပြန်ကျူရှင်မစာမရရင်ဘိုင်အိုဆရာကအသေးအရိုက်ကျန်းတာမို့တအူးမောင်တို့အီးတောင်ရဲအောင်မပေါက်ရဲပါဘူးဘိုင်အိုဆရာနေရာမှာကိုကြည့်တာဆိုဘလောက်ကောင်းမလဲလို့တွေးမိတာလဲအချိန်ချင်းပါပဲဒီလိုဆိုတအူးမောင်တို့စာကိုလှုပ်ဖြစ်မှာမဟုတ်တော့လောက်ဘူးခပ်ပြေးလေးတိုးဝင်လာတဲ့လေပြေတွေလိုအချစ်ကအဲ့ဒီလိုနှစ်ဆမို့ကိုရိုးဆယ်တန်းသမားတွေဖင်ပေါ်ဆဲပဲဇီဝဗေဒအခန်း9ကိုထုံးလို့ရှည်လို့နှောက်နေပြီမို့ကိုအဲ့ဒီနေ့ကထုံးစံအတိုင်းစပိန်တစည်းနဲ့ဂျိုင်းပြက်မြေကောင်းစွတ်ကျဲဖြူကိုဝေ့အောက်ကជីပေါင်းမီတူကြီးနဲ့ရက်ွက်ထဲပတ်တာပါပဲ
ခေါင်းမှာလည်းအုပ်ပေတင်ထားသေးတာမို့သုံးမောင်ဘုံကနည်းနည်းတော့ငါးတန်းကျောင်းသားနဲ့တူနေမှာပင်ပဲနိုဘူးကိုဖောက်မုတ်ဆိုင်ရှိမာရင်ပိန်လေးနေအောင်စုပ်တောက်ပြီးဘေးကအမိုက်တောင်းနဲ့ပြစ်ထဲတော့ကိုကအမြဲလက်တဲ့သူမို့ဘူးကောင်ကတောင်းတဲ့ကိုကွက်တိဖေကြီးစီးတဲ့စပိတ်အမြင့်ကြီးကိုတက်ခွာလို့ရက်ကွက်တစ်ပတ်နင်းပြီးအိမ်ကိုပြန်လာခဲ့ပါတယ်ထူးထူးဆန်းဆန်းကိုကြီးတို့အိမ်ရှိရာအုတ်ခုံမှာကိုကြီးတငယ်ချင်းတွေကရောက်လို့စပိတ်အမြင့်ကြီးတွန်းလို့ခြံကားခွေးမှုပြေနေတဲ့ကိုကိုလှည့်ကြည့်နေကြတာကိုကြီးကလည်းမကြဘူးအိမ်ရှိကိုအေးဘူးတွေယူပြီးထွက်လာတာမို့ကိုမကိုပုံစံကြီးပြန်တွေ့ပြီးမျက်နှာတွေပူလို့ကိုပုံစံကိုကြည့်လို့ကိုကြီးကရီးတယ်တစွဲတစ်ခုကို2ဆက်ကလောက်လှစ်ခနဲတွေ့လိုက်ရတော့တအူးမောင်တို့အင်တကားဝရှိမယ်ငုတ်တုတ်ကြီးရဲ့ရှက်ရှက်နဲ့စပိန်ကြီးကိုခြံနဲ့အတင်းတွန်းထဲလို့အိမ်မော်တက်ပြေးရင်ကိုအဲ့ဒီနေရာစစွကြဲမွေးတော့ဘူးလို့ဆုံးဖြတ်လိုက်တာပါပဲဒီလောက်အဆက်ခွဲခြင်းနဲ့စွကြဲချမ်းပြက်ကိုစိတ်နာတာဖြစ်တင်ပါတယ်ဟိုဘက်အိမ်ငါညာတိုင်းစားအကျဲကြီးချက်တဲ့ဆယ်တန်းကြောင်းသူကိုကျွန်တော်တို့ဘွဲကချစ်စနိုးလေးနဲ့ရေဒီယိုကမာယိုလို့မဲထားတယ်။အိုရေဒီယိုကမာယိုရဲ့စူးစမ်းလိုက်စမ်းကွယ်ဒီရေနဲ့အောင်ဖို့ဆူတောင်းပေးမယ်လူတွေရှိတယ်။ဟောကိုကြီးတို့အဖွဲတချင်းစားဆိုပြီးကရင်ဘော်ကဆက်ကနေထားလို့ဝရန်တာတကားကိုတိတိကလေးလက်ခေါင်းကလေးပြူလို့ချောင်းတော့ကိုကြီးကိုမမြင်ရပေမဲ့အဖွဲကိုတော့မြင်ရပါတယ်ဂီတာတစ်လုံးပိုက်ပြီးထိုင်နေတဲ့ကိုကြီးတယောက်ရဲ့ဘေးမှာကိုကြီးဝစ်နေကြခဲပြရောင်ရှက်ရဲ့လက်ကိုပဲတွေ့ရပြီးကိုကြီးကိုတော့မတွေ့ရပါချင်းစာအုပ်ကိုင်းကကျဲရဲ့ရှောင်းရဲ့တခါဘရေဝါကပြက်အလားချောင်းကြည့်သူရဲ့ကိုတို့ရှိလို့အနောက်ရှက်ဖြစ်ရဲ့အလဲလာတဲ့တရက်သားမို့ခွင်လို့ကွယ်အိုရေဒီယိုကမာယိုရဲ့စိတ်မဆိုးလိုက်နဲ့ကွယ်စာရီမချနာရေဝနဲ့ရမယ်လူတွေရှိတယ်ဒါကပဲကိုအတွက်တီးတက်မှာလို့တတ်မှတ်ဖြစ်ခဲ့တာဟာအခါခါပါကိုကြီးဆိုတဲ့နုံတဲ့တအူးမောင်တို့လက်ပစ်ကူးရင်တာယာနေမိခဲ့တာဟာနှစ်ပေါက်ခဲ့ပါပြီပေါ့ကိုမဲအဲ့ဒီနေ့ကဂျိုင်းပြက်စွတ်ကျင်တဲ့ပုံကိုကြီးမြင်ပြီးကြတဲ့စပိန်စီပြီးလက်ရလည်းမလုပ်ရဲတော့ဘူးကျူရှင်ကိုတော့ကိုအတွက်တီးတန့်ဝဲပေးထားတဲ့စပိန်ကိုသာခွာလို့သွားတော့တယ်6နာရီဆိုကျောင်းကိုတစ်ခါ12နာရီပြန်လာလို့2နာရီကနေ4နာရီခွဲထိကျူရှင်ကိုတစ်ခါပြေးလို့ညနေ6နာရီကစကိုစာလုပ်လို့ရှိတယ်4နာရီခွဲကနေ6နာရီကြာအချိန်ကတော့ကိုတယောက်ဖင်လဲကောင်းလဲနေပဲအချိန်ကုန်ဖြစ်တာပဲတခါတလေတော့လမ်းထဲကကလေးတွေနဲ့ကြက်တောင်ရိုက်လို့ရှိပါတယ်ဟဲ့ကိုဦးစော့မယ်လေဗျာအိမ်ရှိကကလေးတယောက်အော်တန်ကြောင့်အခန်းထဲလူလိန်နေရင်ကနေကိုအပြင်ဘက်ထွက်ကြည့်တော့ကိုနဲ့စော့နေကြဖြစ်တဲ့ကလေးတယောက်ကအိမ်ရှိကနေကိုလှန်ခေါ်နေတာကြပြကြကုန်းထားလို့မှန်ပြီးတော့တဲ့တင်ထားတဲ့ဗတ်တန်အိတ်ကိုဆွဲအိမ်ရှိထွက်လာတော့ကလေးတိုက်ကကိုလက်ထဲကအထုပ်ကိုလူတယ်ဟဲ့ကောင်အုံမုတ်ခွတ်မလူနဲ့ကွာအိတ်ဝင်သွားတော့မင်းအသေးပဲလူကိုပြောတော့အုံမုတ်ခွက်ကရှာတက်လက်ထုတ်လို့ကိုပြောင်းနေကလေးတွေနဲ့တငယ်ချင်းလောက်တာလဲကိုမှလူယိုသေးမခံရပါဘူးခေါင်းမခောက်ခံရတာပဲကန်ကောင်းနေမှတ်ပါတယ်ဗတ်တန်တကူကိုယူလို့ကြက်တောင်မှအပါတဲ့ရင်ကိုအိမ်ဘက်ခြံမှာနေတယ်အုံမုတ်ခွက်ကကိုကြီးတို့အိမ်ဘက်ခြံမှာနေတယ်ကိုတို့နေတဲ့လမ်းကလမ်းသွယ်မှုလို့ကားအဝင်အထွက်ကကိုပိုင်ကားတွေကလွဲရင်တိတ်မရှိတော့စော့ဝါတာကျဲဝင်းဒီမို့ကားတွေဘာတွေတိတ်စင်မပူရတစ်ဖက်အိမ်ကိုလှမ်းချောင်းတော့ကိုကြီးခြံထဲကပက်လက်ခုံပေါ်မှာစောင်းမြောက်ဖန်နေရအမြဲတမ်းအဲ့လိုတိတ်ဆိတ်လွန်းနေလူမှုလို့လဲတဲဦးကသဘောကျရတာမို့လားလက်ထက်ကကြက်တောင်ကိုလေးထဲမြောက်လို့ဝီးကနေရိုက်ချရင်ကြက်တောင်ရိုက်ပွဲကိုစပါတော့တယ်အုံမို့ခွတ်တို့ကအသက်သားငယ်တာပညာကလည်းမသေးလောက်ကိုတစ်ချက်ရိုက်တယ်လို့သူကလည်းတစ်ချက်ပြန်ပေးနိုင်တယ်အဲ့ဒါကြောင့်အကောင်တွေကကလေးပေမဲ့တအူးမောင်တို့ပေါင်းနေရတဲ့အကြောင်းရင်းပဲအုံမို့ခွတ်စီကပြန်ပေးတဲ့တစ်ချက်မှာချော်သွားတာမို့လို့ကိုမကြပြပြေးရင်ပြန်ပေးတော့ကြက်တောင်တွေကအုံမို့ခွတ်စီကိုလွှဲ၍တစ်ဖက်ကကိုကြီးတို့အိမ်နဲ့လက်ကနေပြေးဝင်သွားတာမြန်တဲ့နေရပဲဘေးကရဲကြည့်နေတဲ့ကလေးတတိုက်ကစအုံမို့ခွက်ကပါဝေးကနေထအော်တာမို့လို့ကိုမရင်ခုန်တန်တွေပါမြန်လာကြသည်တောက်ခွေကိုကြီးအတန်ကိုပါတစ်ဆက်ထဲကြားရတာမို့ကိုမအဲ့တော့လက်ဖြားတွေပါချက်ချင်းအေးတက်သွားတာကြက်တောင်ကကိုကြီးကိုသွားမှန်ပြီးထင်ပါတယ်ချမ်းဝရှိအပြေးသွားလို့တန်တိုင်ကိုကန်ရင်အထက်ကိုလန့်ကြည့်တော့ခုံမောကကိုကြီးကတ
တစ်ဖက်ကကြက်တောင်ကိုကင်ထားရင်တစ်ဖက်ကခေါင်းကိုဖိထားတာကိုတွေ့ရတယ်ကိုလေးအမှန်တိုင်းဝန်ခံတာပါတကယ်ကိုချွေးစေးတွေပါပြန်လာပြီးလန့်လာတာကိုကြီးဟိုရရလားတကားကိုမိလိုက်တော့ဖွင့်ထားတာမို့လို့ချော်ပြီးခြံနဲ့အရောက်ပဲကိုကြီးအနာဖြစ်ဖြစ်သွားလို့ခေါင်းဆောင်ကြည့်တော့ကိုကြီးကကိုခတ်ဆူဆူပြန်ကြည့်တယ်ကြက်တောင်ဖင်ကိုခဲနဲ့မြန်တွဲထားလာကွာအော်လောလောတော့လိုက်တော့ခေါင်းကိုဖိရင်ညင်းညူနေတာမို့ကြောင်ကရန်းနဲ့ကိုမကိုကြီးနာပြေးလို့နှစ်ဖူးကိုလက်နဲ့သွားဖိလိုက်သေးတယ်ရောင်တောင်ပေါတောင်နဲ့ကိုဘာလုံနေမိရလဲလို့တွေးမိတော့မှလက်ကိုကြပြကြရဖဲလို့ပြောစရာစကားတွေပင်ပျောက်ရှာရသေးဟိုနာတော့မှဆိုလို့ကျွန်တော်ကကိုကြီးကိုစေတနာနဲ့ရပြီရော့မိကြတော့ပြန်သွားတော့လက်ထဲကိုကြက်တောင်ပြန်ပေးလာတာမို့အမြန်ရှူလိုက်ချင်းတတိထားမိလိုက်သေးသည်ကိုကြီးမျက်ဝန်းတွေကခဏမငြိမ်နဲ့တအားနာသွားတာနေမှာကိုကအရှိန်နဲ့ရက်လိုက်တာဆိုတော့လေလက်ကြီးနဲ့ချမ်းဝါကတဲ့အုံမခွက်တို့စီပြန်လာတော့ကိုရထိုင်ရမထကအင်ကြီးတဲ့ဝင်သွားတော့ဤစိတ်ဆိုးသွားလားမသိဘူးကိုနဲ့ဖြစ်လိုက်ရင်လေအမြင့်အရာရာနဲ့အကြောင်းမှာပဲတိတ်မကြပါဘူးကိုတို့အမတ်မရှိကြက်တောင်ပြန်ရကြတယ်အုံမခွက်ကဒီတခါကိုနေရာကိုရောက်သွားပြီးကိုကြီးအိမ်ရှိကနေရက်ရတယ်အိမ်ကြီးပဲတစ်ချက်လှည့်ကြည့်တော့ကိုကြီးကဝရန်တာကနေကိုတို့ဘက်ကိုစစ်စစ်ကြည့်နေတာကိုကြီးကြည့်နေတယ်ဆိုတဲ့အသီးနဲ့တင်ရိုက်ချက်တွေကအလွယ်လွယ်အချော်ချော်ရဲ့ဖြင့်မနိုင်တော့စိတ်ကတိုးလာသည်အုံမခွက်မင်းအကျဉ်းရောက်တာမို့လားတေချာမရိုက်ဘူးအမကိုကြီးဘာသာကိုကြီးချော်နေရလေသူတို့ရန်ဖြစ်တာကိုကြီးရီလိုက်ကြောင်းကိုခက်တဲ့လေတိုးတန်လေးကနေကြားလိုက်ရပါသည်ဟက်ကနေတစ်ချက်ကြောင့်ဝရန်တာဘက်စိတ်ပေါက်စွာလှည့်ကြည့်တော့တခါပဲမြင်ဘူးခဲ့တဲ့တဆွဲပွေးပွေးလေးတွေကဒီတခါအကြာကြီးထင်းနေတာကိုကြီးကရင်လှတယ်ပြီးတော့တိတ်မကြပါဘူးကိုကြီးကအိတ်ခမ်းနဲ့ပြန်ဝင်သွားပါလေရောကိုမနိုင်နာမို့လို့ဒေါသရှိန်နဲ့ပွားစီလုံနေမိတော့အုံမခွက်ကလည်းပွားစီရဲ့ကိုဟာကိုငေးနေတဲ့တွေရောဘာတွေရောဆိုတော့အိမ်ကြီးပဲလှည့်ကြည့်ရသေးသည်ကိုကြီးရှိနေရင်တော့ရှက်စရာကြီးမို့လားအုံမခွက်ခေါင်ကိုတောက်ခနဲ့ပြေးခေါက်တော့တက်ကောက်သားရဲ့အော်တန်ကအကျဲကြီးအပြေးမတော်လို့ကိုမခြေခောက်လဲတော့အုပ်ဆက်နဲ့ကောင်မိတ်ဆက်ပြီးမှတ်တာတော်သေးတာပေါ့မိရဆွဲမိလိုက်တော့ကိုကသူများပေါ်ကိုမိထားမိနေတာဟင်းကျေးဇူးခြေချော်သွားလို့နေဝေကန်นี่ကောင်းကင်နီအောက်မှာကိုမော့ကကြည့်တော့ထင်ရှားတဲ့မေယိုးနဲ့ဆဲလေတောက်တာကြောင့်ညိုဆွေးနေတဲ့နှက်ခမ်းတစုံတအုပ်ကဆဲလိတ်နဲ့ကိုမုန်းပေမဲ့ဒီတခါဒီလူစီကရှားတဲ့ဆဲလိတ်နဲ့ကခက်ပြက်မှုသဘောတကျကိုကြီးကကိုငုံမို့ကြည့်တော့ကြပြကြရရုံထွက်လို့မဝေမရဲမောကြည့်ရတယ်ကိုကြီးအကြည့်တွေကအမြဲတမ်းရဲတင်းနေခဲ့တာပါပဲအခုလဲကိုစူးစိုက်ကြည့်လို့တိတ်လာတဲ့မျက်ခုံးခက်တန်းကဒီတခါတွန့်ကွေးလို့ခယူးဆိုင်မှာပေါ့မတော်လို့ခြေချင်းဝတ်တွေပါလေလဲသွားရင်ကြောင်မသွားနိုင်မယ်နေဦးမယ်အလိုမကျသလိုလေတန်နဲ့စူသလိုပြောတော့ကို့မယ်စိတ်ခုရသေးကိုကြီးကကိုအခုကတည်းကစိတ်ကုန်သွားလို့တော့မဖြစ်သေးလေကိုကဖွင့်ပြောဖို့အခြေအနေရှိတာမဟုတ်ပေမဲ့ဒီအတိုင်းလေးတော့အဆင်ပြေနေရမယ်မဟုတ်လားမမြင်လိုက်လို့ရဲ့သွားတဲ့ညီကိုဟီးကလေးနေအောင်ဖြီးပြတာတော့မျက်ခုံးတွေကတုံချိုးနေစေပဲစောမလေးကိုလာတော့ဘတ်တန်ကိုဖြည့်ညစ်ကိုင်းနေပြီးအုံမခွက်ကိုမျက်စောင်းတစ်ချက်ပေးထိုးလိုက်တော့ကိုကြီးကတဆွဲဖွေးလေးကိုထပ်ပြပြန်နေဒါပေမဲ့ဒီတခါမြန်နေပြုံးနေဆိုယုံလေးပါပဲလေးယောက်ရိုက်ကြမယ်လေကိုဒီမှာဘတ်တန်ယူလာတယ်ဘတ်တန်အိတ်ကိုမြောက်ပြလို့ကိုကြီးကပြောလာတော့ကိုမဲခေါင်းတစ်ဆက်ညှိပြီးသားလက်ခံလိုက်ခြင်းနဲ့အုံမခွက်ကတော့ပြောမနေပါနဲ့တော့ကိုကြီးကိုလက်မကနေဆွဲပြီးတဟိဟိနဲ့အော်နေခဲ့ပါပြီပထမဦးဆုံးအနေနဲ့ကိုကြီးကကိုစကားစပြောခဲ့တာပါပဲထုံးစံအတိုင်း6နိုင်မထိုးခင်မှာကိုကြီးတို့အိမ်ဘက်ကပြန့်လွင့်လာတဲ့တချင်းတန်နောက်မှာတအူမောင်တယောက်ကရင်ထက်ဝဲဘောလောကြီးမျိုးပါရှာပြန်มาတော့တယ်ပြေးစရာနေမြေမကြံတဲ့လွတ်မြောက်ခြင်းနဲ့နမိတ်တွေသူ့လက်နဲ့တက်လို့ကိုယ်စိတ်ကသေးတယ်ခပြပြလေးဆက်သွားခဲ့ကြတဲ့ညှိတွဲခြင်းတန်တရားတွေမယ်အဲ့ဒီနေ့ကကျူရှင်ကအပြန်ရုတ်တရက်ကြီးမိုးရွာချတာကိုမဲဘောင်းမီတိုနဲ့တိရှက်လက်ကြနဲ့မိုးရွာတာအပြင်လေတွေပါတာမို့လို့ကျူရှင်ပမို့အောင်မဲသွားရနို့မသွားရနို့
ဒါပေမဲ့လည်းဘိုက်စာလာပြီးမို့လို့အေးဆက်နေတဲ့မိုးရီတွေကိုစောင်းနေကြခောက်တိအပြာလေးဖြန့်လို့ပြေးထွက်ခဲ့ပါတယ်ကိုခန်းငတ်အနေထားလို့ကြုံရုပ်ပြီးအိမ်ရောက်ဖို့သာစိတ်ဆိုးနေတာမို့ဘေးပတ်ဝန်းကျင်ကိုလည်းကိုတတိမထားမိဘူးလက်ဖက်ဆိုင်ရှိကဖြက်လို့ခတ်တော့ကိုရှောင်းနေရင်ရုတ်တရက်ထီအောက်ကိုလူတယောက်တိုးဝင်လို့ကိုပခုံးပေါ်လက်ဖက်တင်လိုက်တာမို့စက်ကနေပင်တုံရင်မိတဲ့အထိနောက်ပြီးအဲ့ဒီလူစီကလည်းတခါသားဆိုပေမဲ့မှတ်မိနေတဲ့ secret နဲ့ခက်တဲ့ကလည်းပြန့်လို့ဟာဗျာကျွန်တော်လက်သေးတော့မှာပဲဗျမရှိရွယ်ပါပဲစိတ်ဆိုးတဲ့လေတံကိုအနှဲငယ်နှောပြီးတော့ပြောပြီးကမှနောင်နာရသည်ကိုကြီးကတော့ပေါ့ပေါ့ပပပင်သူ့လက်တင်ထားတဲ့ကိုပခုံးကိုပိုတော်ဖြစ်ညင်လိုက်၏အတူပြန်မယ်လေကိုလက်ဖက်ဆိုင်ထိုင်နေတာထီးမပါလို့ဆိုင်ဘက်ကိုမေးဆက်ပြတော့ကိုမအလိုက်တင်ပင်ခေါင်းငိမ်လက်ခံလိုက်တော့တယ်ကိုကြီးကိုတော့မဖျားစေချင်တာမို့ကိုကြီးဘက်ကိုပိုးပြီးထီးကိုမတိမတာနဲ့ကောတိတိတတာပါပိုတတာဆောင်းပေးမိတယ်ပူလိုက်တာကြပုရဲ့ကိုကောင်းမလို့တော့ဘူးပေးကိုကိုင်မယ်ဘာကြောင့်မှမသိပေမဲ့ကိုသူ့လက်ထဲထီးထည့်ပေးမိတယ်ပူတယ်လို့ပြောလဲစိတ်မစိုးမိပါဘူးတကယ်ဆိုသူ့ကောင်းနဲ့အလို့ကြည့်ပါသူ့ဘက်ကိုပိုတတာဆောင်းတာမကြိုက်လို့လားဒါမှမဟုတ်ပိုလည်းမသိတော့ဘူးဒါပေမဲ့ထူးထူးဆန်းဆန်းကိုကြီးကကိုလို့တုံးတက်တာကိုစသတိထားမိခဲ့ပါတယ်ဆွဲဆောင်မှုရှိလို့နဲ့လေးတန်းနဲ့မို့နားထဲမှာထက်ကကြားရောင်ရသည်မိုးရီတဲ့ခက်ကြုတ်နေသည့်ထက်ခန္ဓာကိုယ်ပိုးပြီးကြုံထားရပြီးပခုံးပေါ်ကလက်တွေကိုတော့ကိုကြီးကဖြုတ်ပေးဖို့အစီအစဉ်ရှိပုံမရပါချေကိုခန္ဓာမှာဆွဲညိနေတဲ့ကိုကြီးရဲ့စီကရန်အနံကိုအစုပ်ထဲအဝရှိုက်သွင်းရင်းတိတ်တဆိတ်ပင်နှစ်ယောက်သားလမ်းတွေလေးထက်ပြန်လာခဲ့ကြတာမို့ကိုရဲ့အိမ်ပြန်လန်းဟာအရင်ကထက်ပိုနှွေးထွေးခဲ့ပါတယ်စိတ်လှုပ်ရှားလွန်နာကောမိုးလေတွေချားမှာကောမို့လက်ပြားတွေဟာလူရာထက်ပိုပြီးအိတ်ဆက်နေခဲ့ပြီးကိုမဲမိုးတန်လေးတန်တွေကြားကိုကြီးတီမာကိုလည်းစိုးရင်ရပါသေးတယ်ကိုဒီထက်ပိုပြီးနှိဝင်ကြွကြားခဲ့မှကိုသတိမထားမိခဲ့ပါဘူးပုံမှန်ထက်ပိုတဲ့ဆက်ဆံရေးအဖြစ်အသက်သွေးကျင်တဲ့အတ္တတွေကိုတည်ဖို့လာမိတယ်ဒါမဲ့လေထင်းတလောက်လွယ်မဲ့နီးလန်းတွေမဟုတ်ဘူးစောင်းရသည်ရဲ့ပထမအပတ်ထဲမှာဆာမဝဲနီးလာပြီးမို့ကြောင်းသိမ့်မသွားရတော့ပေမဲ့ကျူရှင်ချိန်တွေပိုများလာတယ်ကို့အိတ်ချိန်တွေမမှန်တော့ဘူးကိုကြီးကလည်းအချိန်ပြည့်မအောင်ထင်နဲ့တချင်းလန့်ဖွေးတော့ပါဘူးမျောတယ်လားဆိုတော့လေမျောတယ်ပဲပေါ့တကယ်တော့အစင်မပြေရလားသိချင်လားခတ်တာကစကားသိမ့်မပြောပြကြပဲတိကြရုံဆိုတဲ့အနေအထားမှာကိုကြီးကိုကတ်တွေမနေချင်ပါဘူးစိတ်ရှုပ်ရတဲ့အခြေအနေမျိုးလဲကိုကြီးမပေးချင်တာလေပါပါတယ်အထွေးလိုက်တင်းကြုံရိုက်ခတ်သွားတဲ့စောင်းလင်နောက်မှာကိုခန္ဓာကစက်ကနေပင်တုံတက်လို့လက်ကိုပါပိုက်ပြီးလူရာထက်ပိုကွေးလိုက်မိတယ်မနဲ့အစောကြီးကျူရှင်ကိုသွားနေရတာမို့လမ်းမပေါ်ရောက်နေတာအိတ်ကငိုက်နေရတဲ့ကြားထဲလေအေးတစ်ချက်ကရှိုက်သွားတော့ကိုမဲတုံမတုံချင်းနေတူဘာတိုင်းလုံနေရလဲလမ်းပေါ်မှာကိုအေးလို့ငုတ်တုပ်လေးကြုံထိုင်နေတာမို့ကျူရှင်ကိုလာတဲ့ကောင်မလေးကတွေ့တော့ကိုမဲရှက်နဲ့ကုန်းထားရသည်ဟီစောနာကလေတိုက်တာအေးလို့ကွေးနေမိတာအတူတူသွားမယ်လေကိုနဲ့သူအတူတူတွဲသွားဖို့နောက်ကခတ်တွက်လေးလှမ်းလာတဲ့တငယ်ချင်းမကိုစောင့်နေတော့ရုတ်တရက်ကြီးအရှိန်နဲ့နင်းလာတဲ့စပိန်ကြောင့်ကိုမအမြန်ရှောင်းလိုက်တာနောက်ကချုံမုတ်ထဲပြုတ်ကြတော့မလို့တော်သေးတီကတငယ်ချင်းကလှန့်ဆွဲပေးထားလို့ရဲ့ချီးတယ်မှာပဲစိုးစိုးစီချမ်းကချမ်းနဲ့အေးပဲလေးဖြက်တည်းတူဘာဖြစ်သွားသေးလဲကိုထိမ့်မဲ့လို့တေချာရှက်ပြီးကိုကြည့်တော့မှကိုကြီးကစပိန်ကိုတောက်ထောက်ပြီးချွေးတန်ရွှဲနဲ့ကိုဘက်ကိုလှမ်းလျှောက်လာတယ်စွတ်ကြံမီခိုးရောင်နဲ့ပေါင်ပြက်ဘောင်းမီတို့သာဝတ်ထားတဲ့ကိုကြီးကလက်မောင်းကြော်သားဆိုင်တွေမှာပါချွေးတွေစီကြနေတာမို့မနက်ခင်းကြီးတကယ်ကိုမျက်စိပဒါသာဖြစ်စရာပဲဟာစောနာကကိုသူ့ကိုဆဲမိတာပဲဟိုရတယ်ကိုကြီးမမြင်လိုက်လို့အော်ကျူရှင်လားမနက်စာကောစားပြီလားကျူရှင်နာကလက်ဖက်ရည်ဆိုင်မှာပဲလက်ဖက်ရည်ဝင်တောက်တော့မလို့မိုးဖိုးယူလာတယ်အတူတူသွားမယ်လေကိုလည်းစပိန်စီပြီအဲ့နေမနက်ကဂျားရတငယ်ချင်းမလေးကိုမေ့နေခဲ့လို့နှစ်ယောက်သားအစပင်မဖော်ကြတော့ဘူးဆိုင်မှာလည်းကိုကြီးရပဲကိုစားတာကိုရှင်းပေးသည်နောက်ပြီးမနက်တိုင်းစပိန်ထစီတဲ့ကြောင့်လည်းပြောပြလာ၏အာကစားလိုက်စားမှုကတော့ချီးကျူးစရာပါပဲ
တဝူတော့အချိန်ရရင်ရတယ်လို့အိတ်နေမဲ့ကောင်းမျိုးမှုအားကြယုံမှတပါအခြားမရှိပြီစပိန်နောက်ကွန်ကိုအကြီးကရောက်တော့မစီမဆိုင်ကိုကြီးခါကိုအကြီးကရောက်သေးသည်တကယ်လို့ကိုကြီးကကောင်းမလေးရခြင်းနောက်ကွန်မှာသူ့ကောင်မလေးကိုတင်စီးမှာလားကောင်းမလေးရရောကိုကြီးခါကိုချစ်နေအောင်လို့ကင်လို့ဖတ်ထားမှာလား။အိုးကိုတော့အဲ့ဒီနေရာမပြောပါဘူး။စိတ်ရှုပ်စရာကြီးပါပဲ။ထီးပြလေးလဲကိုဖြစ်ချင်နေ။အနှွေးတယ်လေးလဲကိုဖြစ်ချင်နေ။တန်တရားအစုံအထိလောင်းလေလေးလဲလှော်ခတ်ပေးချင်ပါသေးတယ်။စာမဝဲရကြီးနီးကပ်လာတာနဲ့အမျှကိုဒီထက်ပိုပြီးမအားမလန့်ဖြစ်လာရတယ်။အိတ်ခမ်းထဲကစာကြည့်ဆွဲမှာဖေးနဲ့ခုံကိုမခွာပဲအမြဲတစေစာအုပ်ကောင်းမြုပ်နေကြရလို့ကိုကြီးဆိုတဲ့အတွေ့ဟာအဝေးမှာတတိမရဘူးပြောရင်လိန်ရကြမယ်ထင်တယ်ကိုကြီးကိုကိုတိတ်လွမ်းနေပါတယ်ဒီအချိန်ဝရန်တာမှာဆဲလက်တွေဖွာရှိုက်နေမလားအစုပ်တဲ့အပြည့်ရှိုက်သွင်းပြီးအငွေ့အသက်တွေကိုခက်မိုက်လွတ်ထုံနေလိမ့်မလားပစိုးစီရောက်နောက်ခံကြီးရှိမှာတက်လိုက်လိုက်ခုန်တက်လာမဲ့နှက်ခမ်းပြကဆဲလက်ငွေတွေကိုတတိတရနဲ့ဖန်ပလင်းနဲ့ဖမ်းထည့်တင်ထားကြလာတယ်ယူမမက်အတွေးစိုးတွေပါပဲကိုကြီးကြရင်တော့လှောင်ရင်လိုက်မဲ့ဖြစ်ချင်းနီးကပ်လာခြင်းနောက်မှာပြီးဆုံးသွားခြင်းဟာလည်းကတ်လိုက်လာပါတယ်ဒီနေ့ဟာဇီဝဗေဒဘာသာရဲ့ဖြည့်ဆို့ခဲ့ပြီးတဲ့နောက်ဆုံးသောရက်အဲကိုအပြည့်အလွှားပြန်လို့ဂရင်ပေါ်ဝမ်းလျားထိုးမောက်ချလိုက်တော့အမိစီကရိုက်ချက်တစ်ချက်ကတင်ပါမှာခါဆသွားသေးသည်လွတ်ကျသွားတဲ့စိတ်ဆိုးတွေအတွက်ကိုသိပ်ပြောနေပါတယ်ခဏတစ်ပြုတ်နားလို့ကိုရေချိုးကန်းဝင်ပြီးပြန်ထွက်လာတော့ကိုကြီးရဲ့ရေဒီယိုကတချစ်တန်ခက်ညင်ညင်ပြန့်နှံ့လာတယ်ခမန်းကရန်အဝတ်ကောက်ဆိုရင်ဝရနာဘထွက်တော့ကိုကြီးကထွက်မလာသေးဟောခဏနေတော့ကိုကြီးကထုံးစံအတိုင်းစီကရက်ကိုနှက်ခမ်းမှခဲပြီးဝရနာဘက်ကိုခြေချလာပါတော့တယ်တချစ်တန်ကတငိမ့်ငိမ့်နဲ့သွားနေစေပင်မျက်စံကိုတောင်းကန်လို့ကိုကြီးကိုကြည့်တော့ကိုကြီးကဘာရီသဘောကျသည်မသိပြုံးနေတဲ့မြန်တဆွဲဖိုးဖွေးတွေဟာထင်းနေရပြီမနာလိုလိုက်တာကိုကြီးကကိုယ့်ဘက်လှည့်ကြည့်လို့ပြုံးပြတယ်ဘာသဘောပါလဲဒီနေ့မှာတော့တို့များရင်နဲ့ဟာနေရတဲ့အကြောင်းရင်းစီစစ်လိုက်ရှာတော့ဆယ်ရန်တွေစာမေးပွဲပြီးလို့ရေဒီယိုကမာယိုပိတ်ထားခြင်းပဲအိုရေဒီယိုကမာယိုရဲ့တိတ်ဆိတ်လွန်းလို့ကွယ်စာအပ်တဲ့အတန်လေးတောင်းတမိတယ်ကိုလေးရှိတယ်အိုရေဒီယိုကမာယိုရဲ့တိတ်ဆိတ်လွန်းလို့ကွယ်စာအပ်တဲ့အတန်လေးတောင်းတမိတယ်ကိုလေးရှိတယ်ခရတို့ညီဆိုရင်လေအဝိမှာကိုစီမျောပါလာတဲ့တချင်တန်နောက်ကိုကြီးကိုကြည်နေမိတယ်ရိတ်ခါနေတဲ့ဆန်တွေဖြော်ဖြော်တွေလှစ်ကနေပေါ်လာတတ်တဲ့သဆွဲတွေဟေးရေဒီယိုကိုတောက်ရေညနေကျဘတ်တန်ဆိုင်မယ်ဟဲ့ကိုကြီးကအော်ပြောချင်းပင်လှိုင်မောပွဲရှိလို့အိမ်ထဲဝင်သွားတယ်ကို့မှာတော့အတွေ့တွေတောင်စင်ရင်မရကိုကြီးကကိုရေဒီယိုကိုတက်ဦးလို့ခေါ်သွားတယ်မဟုတ်လားဘာကြောင့်လဲကိုမသိပေမဲ့အဲ့ဒီအချိန်တုန်းကမျက်နှာတစ်ပြင်လုံးပူကျစ်နေခဲ့တာဟာအတိအချပါဂရင်ဘောဝမ်းလျားထိုးပြေးမှောက်လို့လူလိမ်ပြီးတော့အောက်ထပ်ကနေမေမေလန်းစုတာကိုခံရသေး၏ဒီလိုနဲ့အဲ့ဒီညနေကတိမ်ပြကြီးတွေအောက်ကလေးတသားရဲ့ကိုကြီးရဲ့ကိုရဲ့လွှဲရိုင်းလိုက်လို့လေထဲဝဲသွားတဲ့ကြက်တောင်နောက်မယ်ကိုချစ်ချင်းမြတ်တာတွေအပြည့်အဝခိုးစီးလို့ပါသွားပါစေကိုကြီးစီအရောက်ပေါ့ကိုစပိန်စီမယ်စပိန်အုံမိုးခွက်ကထုံးစံအတိုင်းနှုတ်သွက်ရှာသွက်ရဲ့ဟာမင်းရလဲအလုံးအစားမရှိပဲပြင်းစရာကြီးချစ်ချင်းမြတ်တာအပြည့်နဲ့ဗတ်တန်လွှဲရိုင်နေတာကိုအုံမိုးခွက်တို့ကဖျက်ဆီးခြင်းသေးတယ်ထိတ်ပြေခေါက်ရမကောင်းရှိတော့မှာပဲကိုကြီးကဒီတခါသူ့ဘက်လွင့်လာတဲ့ကြက်တောင်ကိုပြန်မရိုက်ဖဲနဲ့လှမ်းဖမ်းလိုက်ပါတယ်ပေးလေစပိန်စီမလို့ဆိုတခုဆိုတခွန်းသာပြန်ပြောတတ်တာမို့နားတဲ့ကိုနဝင်ပြရချိုစားတိုးဝင်လာတာမြန်လျှက်စီးနဲ့တိုးခံလိုက်ရသလိုလိုက်ဖို့ရှင်မိုးပွဲရ။အိုးမစည်းချင်ဘူးအကောင်တွေကလူညစ်သဘောမကျတဲ့လေတံပါသွားတာမို့မျက်လုံးလန့်ပြီးကိုကြီးကိုကြည့်တော့ကိုကြီးကတခုခုကိုစဉ်းစားနေတရား။နှစ်ယောက်တစ်ပိတ်စီမယ်အပေါ်လန်းအောင်လန်းရွှေနိုင်ရင်မို့ဝဲကျွေးမယ်။ကိုကြီးကပြောတော့ကလေးတွေကဝါကနေထောက်အော်ပါလေရော။သူကတတိဘောစီဆိုတော့ဝဲကျွေးနိုင်သည်လေ
ကိုကဒီနေ့မှပူပူနွေးနွေးဆယ်ရက်ဆောင်ဝယ်ပြီးတာမို့လားဘဲကမဖို့ရှိမတော့ကိုဘာမှမပြောရသေးဘူးအုံမို့ခွတ်တော့စပိန်ပေါ်တက်ခွာပြီးနေပြီကိုကြီးဟာကိုလက်ကိုလာဆွဲတယ်နောက်ပြီးမျက်စိတစ်ပတ်မှိတ်ပြတဲ့ဘာသဘောတော့ကိုမသိပေမဲ့ကိုစိတ်ထဲထိတ်ခနေပဲကိုရောကတပိန်းနဲ့အတူတူနေမယ်ကိုချန်နယ်ကစပိန်ကိုထုတ်ပြီးတော့ကိုကြီးကကိုအရင်ဥအောင်ခွာတယ်ဘာလဲကိုကနောက်ကလိုက်ရမယ်ဆိုတဲ့သဘောလားတက်လေမမြင်ကလေးတွေသွားတော့မယ်ကြောင်ကရန်းနဲ့ခေါင်းတွေငိမ့်လို့နောက်ကနေခွတ်တရင်ကိုကြီးရဲ့အင်ကြီးစားကိုကင်ကအစင်သေးပြင်းနေဒါတော့ကိုကြီးကမနေသေးဘူးတေးစားကင်ပြုတ်ကြမယ်သူ့အင်ကြီးစားကကိုလက်ကိုဆွဲယူလို့သူ့ခါမှချိတ်တော့ကိုမှဖက်လျက်သားဟိုရတယ်မင်းရပြီမဲ့ကိုမရဘူးတေးစားကင်သားတို့အပေါ်လန်းကနေမယ်အော်ပြောပြီးတာနဲ့တန်းနေသွားတဲ့အုံမုတ်ခွက်ကိုသူတားချိန်မရလိုက်ဒါဆိုကိုတို့ကအောက်လန်းကစိတ်ပန်းလန်းကသွားမှာပေါ့အဲ့ဒီနောက်တော့ကိုကြီးကကိုတင်းလျက်သားနဲ့စပိန်ကိုစနေမှာတော့တယ်အောက်လန်းဘက်ချို့ကွေလို့စနေတာနဲ့စိတ်ပန်းလန်းကိုရှောက်တာမို့ရက်ွက်နေတီးတန့်ဖြစ်သွားသလိုပဲကိုကြီးကနင်းနဲ့အရှင်ကိုရှော့လိုက်တာမို့ကို့မှလည်းစူးစူးဆန်းဆန်းနဲ့တိတ်မကြပါဘူးကိုကြီးကလမ်းဘေးချရလိုက်တာမို့တအူးပါဆရဲဘော်ကဆင်းရသေးသည်စပိန်တောက်ထောက်လိုက်တာနဲ့ကို့တပိန်နဲ့တော့စပိန်လေးမို့ပြရစစ်ကြည့်ရသေးသည်ဘာဖြစ်သွားလို့လဲစပိန်ကစူးစူးဆန်းဆန်းနဲ့စပိန်ကိုအကဲခတ်နေတဲ့ကိုကြီးကလက်ကဝစ်ကနေဆက်ခနဲဆွဲတော့အရှိန်မနိုင်စွာရေခွင်နဲ့အင့်ခနဲပဲစပိန်ဘာမှဖြစ်ဘူးဒီကိုအောင်ဆိုင်အာမပြည့်သွားမယ်လေကလေးတွေကိုဝယ်ချိုးဖို့မုံမရှိကိုဦးကိုချစ်နေရဲ့ကိုပြောမပြီးသေးဘူးကိုကြီးဘက်ကရုတ်တရက်ကြီးပြောလာတာမို့ကိုမတအံ့တော်ကိုကြီးကိုမောကြည့်တော့နောက်နေပုံမရမျက်နှာတင်နဲ့ကိုမျက်ဝန်းထွေတဲ့ကိုသာအကြည့်တွေကိုနင်းမြုပ်ထားလိတယ်လေတစ်ချက်အဝေးမှာကြွေကြလာတဲ့ຫນွေဥရဲ့စိန်ပန်းပွင့်နေဟာလက်မထက်မှာလူရက်စွာတက်ဆင်းလို့အပြင်းအကျိန်ကိုကြီးစီကရနေကြ secret နံကလည်းလေတစ်ချက်ဝေးတိုင်းကိုနှာဝါမှာကြည်စဲလှုပ်ခဲ့လို့ဟိုဘာဖြစ်လဲတကုန်းဟလိုက်တိုင်းဝင်ထောက်နေတာမို့ကိုမနေရခတ်စွာကိုကြီးဘာတွေပြောနေရလဲကောသူ့ကိုယ်သူသိရဲ့လားတပြစ်တစ်ချက်ဆိုင်လို့ကိုကြီးကိုစစ်စစ်ကြည့်တော့ကိုကြီးကအခုထိကိုကြည့်နေစေကျွန်တော်တို့ကဖြစ်နိုင်ဘူးလေတေးကြလားတေးကြတယ်လို့ကိုဘဲခွန်အားနဲ့ပြောထွက်မလဲကိုကြီးကိုတကယ်သဘောကျပါသည်ချစ်တာထက်လည်းပို့ပါသည်ဆက်ဆက်ရေးတစ်ခုကိုတိဆောက်ဖို့ကိုအများကြီးလိုအပ်နေသေးသည်လို့ထင်နေတာတော့ကိုမမဘူးမလားဟိုကျွန်တော်ကဦးဗျာမင်းစောင်းနေကြထီးပြကလေးလဲကိုဖြစ်ချင်တယ်ဦးမင်းဝိတ်နေကြအနှွေးတယ်လေးလဲကိုပဲဖြစ်ချင်တယ်ကိုစီးနေကြစပိတ်နောက်ခုံကိုလဲမင်းအတွက်ထားပါတယ်ကိုမြင်အောင်ကြည့်ပါဦးကိုမင်းအတွက်ဖြစ်တည်နေပါတယ်ကိုစီကိုလှမ်းလာဖို့ဘယ်အရာကမှမလွယ်ကူဘူးဒါဆေးလိပ်တွေခဲတဲ့နှက်ခမ်းပါမှာဟုတ်ရဲ့လားညိုဆွေးနဲ့နှက်ခမ်းပြားကတလုံးချင်းလိမ့်ကျလာတဲ့ဆွေးညို့ဖွယ်စကလုံးတွေကိုအယူအမှုပါပဲထက်ကနစ်ဝင်မိတဲ့ဒီနိုတွေလောက်ဘယ်အရာကမှနစ်နိုင်ဖွယ်ရမရှိတော့ပါဘူးလက်ဖျားတွေအေးဆက်လို့အာဆေးမိထားသလိုကိုကြီးကိုသာခက်တွေလေးဆဲကြည့်မိတယ်ကိုဖွင့်နေကြရေဒီယိုကမရုပ်သချင်းကိုကြိုက်တယ်မဟုတ်လားကိုကြီးအမေတော့ကိုခေါင်းငိတ်လို့ဖြေတယ်ဟုတ်ကိုနေတိုင်းဖွင့်ပေးမယ်လေကိုယူမယ်မို့လားဒါဘလို့စကားကြီးတော့တချစ်တစ်ပုံနားထောင်ဖို့လူတယောက်ကိုရွေးရတယ်ဆိုတာဖြစ်သိရင်လားဒါပေမဲ့သူတယောက်တည်းစီကဖွင့်ပြတဲ့တချင်မှာနားထောင်ခြင်းနဲ့ဆိုရင်ကောအပိုင်သိမ်းလို့ပြည့်ရဲ့လားမျက်ဝန်းတွေဟာကြောက်နဲ့လို့သိရှိနားလည်ဘူးပါတယ်တေးကြပါတယ်ကိုကြီးရဲ့မျက်ဝန်းတွေကယုံကြည်စွာခုန်ဆင်းချခဲ့ဖို့ကိုကန့်လန့်နေပါတယ်မျက်စိစုံမဲ့ခေါင်းဆက်ဆက်ငိမ့်တော့ကိုယ့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာကိုကြီးရင်ခွင်ထဲမှာနှွေးထွေးငြိမ်သက်စွာရနေကြ secret အနံ့ကိုအစုပ်အပြည့်ရှိုက်သွင်းလို့ကြစ်နေအောင်ဖတ်တွယ်ထားမိတယ်ကိုကြီးကျွန်တော်ကိုထားမသွားနဲ့အရက်ဆုပ်လို့ကိုပြောတော့ကိုကြီးကဟက်ခနေရှိတယ်ကိုကြီးကလွယ်လိုက်တာဆိုပြီးတော့သာမင်းကပြန်ထားမသွားစမ်းပါနဲ့စိတ်ချလိုက်စမ်းပါထွက်သွားတယ်ဆိုတာတအူးမောင်တို့ဘွားထဲမှာရှိမှာမဟုတ်ပါဘူး
မေးပြကိုကိုကြီးကဆွဲမော်စီတော့မျက်ဝန်းအဝိုင်းလေးနဲ့ကိုကြီးကိုမောကြည့်မိတယ်ကိုနှက်ခမ်းပါထက်ဖြတ်ပြေးသွားတဲ့ကိုကြီးရဲ့လက်မအထီအတွေ့တွေငုံမိုးကြလာကနီးကပ်လာတဲ့ကိုကြီးရဲ့မေယိုထင်းထင်းနဲ့မျက်နှာနုနုပိုပြီးတည်တာလာတဲ့ကိုကြီးတောက်နေကြစီကရက်အနက်ကိုအာကောင်တွေခြောက်ကပ်လို့ငက်လင်ဆောင်စားမိနေတယ်ဤထွေးတဲ့နှက်ခမ်းသားအထီအတွေ့ရနှက်ခမ်းသားပေါ်ကျဆင်းတော့ဆိုညင်းကြီးစီကရက်အရာသားကိုပါတွဲလျက်ရရှိတယ်ကိုကြီးဘာကြောင့်စီကရက်တောက်ရတယ်ဆိုတာကျွန်တော်သိပါပြီတိတ်အရာသားရှိတာကိုလွတ်မြောက်သွားတဲ့စီကရက်အရာသားနောက်မယ်ကို့စိတ်တွေပါပါသွားတယ်နောက်ကြည့်နေတဲ့အာယုံကတိမ်တွေပေါ်မျောလွင်တယ်လို့ပဲဟိုလေအငဲနဲ့လေးဖြူဆိုထားတဲ့နူးညံ့တဲ့အမိန်တော်တိုင်းသချင်းတွေရလို့တိမ်လိုလွင်သွားလိုက်တိမ်လိုပြိုလဲလိုက်လေးနေရလွင်ရင်မြို့ပါသွားခဲ့တယ်ဆိုပါတော့သွားရအောင်ရေဒီယိုကိုတဲ့ဦးရဲ့မိုးဘိုးမရှိဘူးဆိုခတ်တော့လက်တို့တော့ကိုမဲရှက်ရှက်နဲ့ရံပြန်တွဲမိပါတယ်အကိုကြီးမကောင်းတာလေဘာလို့ရက်တုံးလို့စစ်လို့ပေါ့ဦးရဲ့ခါဟာရင်ကိုကြီးကပြောတော့ကိုကြီးရဲ့ဘိုက်ခေါက်ကိုခက်ဆက်ဆက်လိန်ဆွဲလိုက်ပါတယ်အရာအားလုံးယူသွဆွဲမဲ့ဖွယ်ပါပဲခကြီးဘလောက်ပေါက်မလဲစပိန်တစည်းရဲ့သူ့ရဲ့ကိုရဲ့ရေဒီယိုဟောင်းလေးတစ်လုံးရဲ့ရှစ်ဆက်ခဲ့ကြတဲ့မနက်တွေမယ်စီကရက်နဲ့တွေတင်းနေပါလိမ့်မယ်အပိနာဆင်ပေးကြတဲ့တယောက်ချစ်စီတိုင်းကိုကျေးဇူးထူပဲတင်ရှိပါတယ်ရှင်